Hello မင်္ဂလာပါ main vlog နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကောင်မလေးကဆက်ဆောင်ဝင်ပေးရတဲ့အင်ဂျင်နဲ့ထဲကိုကျွန်တော် unbox လုပ်ပြရဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီ t-shirt လေးကို unbox လုပ်ပြရအောင်မယ်ဒီကောင် brand ကတော့ထုတ်စံတိုင်း current brand ဖြစ်ပါတယ်ကျွန်တော်ပုံမှန်ဆိုရင်အမဲရောင်ပဲဝေးလေးရှိတယ်ကျန်တဲ့တော်တော်များအရောင်တွေကိုတော်တော်မဝေရဲတဲ့နေရာမှာပါတယ်ပေါ့နော်အဲကြတော့ဒီ t-shirt လေးကို unbox လုပ်ပြရအောင်မယ်ဒီလိုပုံစံမျိုးလေးဆိုတော့ဒီလိုပုံစံမျိုးလေးပါဒီလိုပုံစံမျိုးလေးပါအသားလည်းကောင်းပါတယ်အသားလည်းမိုက်တယ်ဗျာမိုက်တယ်အောက်လည်းရမ်းမရှိဘူးအနောက်ကတော့ဒီလိုလေးပါနည်းနည်းခုခေတ်တော့ဆန်တာပေါ့နော်လာပါတယ်ပုံမှန်ဘောင်းမီတိုတွေပါတယ်နဲ့ဝင်တော့လာပါလောလောဆယ်ကျွန်တော်ဘောင်းမီရှိလေးဝတ်ထားတာဝတ်တော့မွေးပြတော့ဒီကောင်လေးတော့နော်တော်တော်မိုက်ပါတယ်ဒီမှာထားလိုက်ပါမယ်ပြီးတော့ကြတော့နောက်တစ်ထည်ကကျွန်တော်အရင်ကြိုက်တဲ့ crop shirt လေးပါအရင်ကိုကြိုက်တာပါ crop shirt လေးပါတူလေးပါ crop shirt bouncy shirt ပေါ့နော်အဲ့လိုပုံစံမျိုးလေးပါ logo လေးလည်းဒါလေးပဲပါပါတယ်ပြောင်းဖြစ်တော့ပူလာတာပေါ့နော်ဒါပေမဲ့ဒီလိုလေးလှပါတယ်ဒီကောင်းတော့ကျွန်တော်ပြပြပါမယ်ဒီ current brand တော်တော်အဆင်ပြေပါတယ်ကျွန်တော်တကယ်လို့ဘန်ကောက်မှာနေတဲ့ညီကိုကျွန်တော်ဗီဒီယိုကြည့်ပြီးတော့မှတကယ်လို့ဝယ်ခြင်းနဲ့ပါခြင်းနဲ့ဆိုရင်ကျွန်တော်လာပြောပါကျွန်တော်ပြပြပေးပါမယ်ဘယ်ကနေဝယ်ရလဲဆိုတာမြန်မာနိုင်ငံမှာနေတဲ့လူကတော့လောလောဆယ်ဝယ်လို့မရသေးဘူးပေါ့နော်နောက်ပိုင်းတော့ကျွန်တော်ဆိုင်မှာတင်ဖို့တော့စီကူးရှိပါတယ်လောလောဆယ်ပေါ့နော်ဟိုတေးတော့မတေးကြသေးဘူးပေါ့ဒါလေးကိုရပါမယ်အောက်ကကျွန်တော်ဝတ်ထားတာ Uniqlo Arizan ကို small size တော့မှကြည့်လိုက်ဟောတော်လာပါတယ်တော်လေးကြိုက်ပါတယ်ဒီကောင်ဒီလိုဒီမှာ metal လေးပေါ့နော်ဒီကောင်သူ့ရဲ့ current ဆိုတဲ့အားလေးပါကြိုက်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဘာမှမဟုတ်ပါဘူးကျွန်တော်ကောင်မလေးလက်ဆောင်ဝယ်ပေးတဲ့အင်ဂျင်နဲ့ထဲကိုကျွန်တော် unboxing လုပ်ပြတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့မှာရီးစားမရှိတဲ့သူတွေပိုင်းအားနာပါတယ်ကျွန်တော်ဒီအပိုင်းဗီဒီယိုတွေ vlog တွေမတင်ဖြစ်ဘူးဆိုတာကကျွန်တော်အလုပ်နဲ့ရှုပ်နေလို့မတင်ဖြစ်တာပါကျွန်တော်ဒီအပိုင်းအပြင်တွေတောက်ဖို့ရှိပါတယ်အကြရင် vlog တွေဆက်လိုက်လာပါမယ်ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်ရသေးဆိုရင် like and subscribe လုပ်ဖို့ပြောချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် peaceအားလုံးပဲမင်္ဂလာပါကျွန်တော် GoPro ကင်မရာဘာဖြစ်နေလဲမသိဘူးဗျာခဏပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတယ်စီပြေလားမသိဘူးစမ်းကြည့်နေရပါနောက်ဆိုတော့ပြန်မမိုးရွာနေပါတယ်ပြန်မမိုးရွာနေပါတယ်ကိုတော့ကျွန်တော်အခန်းကိုတော့ပါအခုကျတော့စင်ပြေဗျာခုနကပိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာဘယ်မှာကောင်းတော့ဘူးလားမသိဘူးဘန်ကောက်ရဲ့ရာတီဥတုဘန်ကောက်ရာတီဥတုပြမယ်ဒီမှာပုံဆိုင်နေရပဲမိုးရွာနေပါလေဒီအပိုင်းတော့ရှယ်မိုးရွာရဗျာမိုးကတော့ဆက်လိုက်ပဲခုချောက်လဲစင်ကြီးနေရပဲခုန floor ရိုက်တော့ကြာပိတ်လိုက်ဖွင့်လိုက်တယ်ခဏโอเคအဆိုရင်နောက်ရမှာပြန်တွေ့ပါမယ် bye bye